တလေးဘင်းတန်လာလေးမှာကြိုက်တယ်ဆိုရင်နော်ညီကိုတို့ကဲဒီဘင်းလေးကျွန်တော်ရောင်းပြီးမယ်ဗျဘင်းလေးကတော့လိုင်စင်လေးကမန္တလေးလိုင်စင်လေးဖြစ်ပါတယ်ဗျတက်တန်းလေးကြံမယ်တက်တန်း2020ခုနှစ်ကြံပါဦးမယ်ဗျနော်ဘင်းလေးခြေခံကောင်းမယ်အင်ဂျင်မိုင်းခုတန်းဘောတန်းအကုန်ရှင်းမယ်ဗျဝါရင်းမီလိုင်းစီကနေဟွန်းပတ်လေအကုန်ရပါမယ်နော်ကျွန်တော်ရဲ့ညီကိုညီမငယ်များဒီဘင်းလေးကိုကြိုက်နေတဲ့လို့ဆက်တွေကိုရန်ကိုကြနဲ့လာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဆိုင်လိပ်စာလေးကမန္တလေးမြို့မှာပဲဖြစ်ပါရဲ့ဗျကျော်တူကိုဆိုင်ငယ်ရောင်းဝယ်ရေးမန္တလေးမြို့50ဒီလန်128လန်တော့ဖုန်းနံပါတ်43119911ခုခု22396630ကိုဆက်သွယ်ပြီးတော့ကိုရန်ကိုကြနဲ့လာရောက်ဝယ်ယူနိုင်ပါရဲ့ဗျကျွန်တော်ရောင်းချပေးမယ့်ဈေးလေးကတော့16သိန်း8000ရှော့တင်ပါပါနဲ့ကျွန်တော်ရောင်းချပေးတော့မှာဖြစ်ပါတယ်ဗျရှင်းတော့တာလေးလည်းကြံပါဦးမယ်ဗျနော်ကျွန်တော်ရဲ့ညီကိုညီမငယ်များလက်တင်စီရမယ်ဘင်းလေးကို16သိန်း8000ရှော့တင်ပါပါနဲ့ရောင်းချလုပ်ပြီးတော့မှာဖြစ်ပါတယ်ဗျလိုင်စင်လေးကမန္တလေးလိုင်စင်မှာတက်တန်းက2020ခုနှစ်ကြံပါဦးမယ်ဗျနော်မျိုးစားလေးကစတာစကိုင်းမျိုးစားလေးပဲဖြစ်ပါတယ်ဗျနေဝေးကညီကိုညီမငယ်များလည်းဘင်းလေးကိုကြိုက်နေတယ်လို့ကျိုးသူကိုဆိုင်ငယ်ရောင်းဝယ်ရေးကိုမာယူခြင်းနဲ့ဆိုရင်တော့နော်ဆရာငွေလဲဝင်လာတဲ့ကားကရောင်းငွေချေစနစ်နဲ့ကျွန်တော်ကျိုးသူကိုဆိုင်ငယ်ရောင်းဝယ်ရေးမှာဆောင်ရွက်ပေးပါတယ်ဗျ